One Piece ရဲ့ live version အရှင်တို့ဇလန်းစာမှာတော့အမြဲတမ်းပြေးနေရတဲ့ရေတပ်သားတွေနဲ့အတူစကန်နဲ့အုပ်မဲ့သူနှစ်ချီးပုံးပြစ်မဲ့သူရဲ့ Robin တို့ရဲ့ပုံနဲ့အစားပြုထားပါတယ်။တပူးတကရေတပ်ကိုပြင်းတဲ့လို့စကန်ပြောနဲ့တမပြီး Robin က Luffy ရဲ့ပုံကိုတွေ့သွားပါတယ်။လေပေါ်မှာတော့စန်ဂျီနာမီနဲ့ဦးဆိုးတို့ဟာစကားများနေကြပါတယ်။အားမရလို့ဝိမ့်မနေတဲ့ကိုပဲများစော်လို့စီထပ်သွားပြီးစကားထပ်များကြပါတယ်။ဇလိုက်ကျော်ကြီး Luffy ကိုမိတ်ဆက်ပါတယ်။ထပ်အားမရလို့ Luffy နဲ့မှစကားထပ်များနေကြပါတယ်။စကားများပြီးရိတ်ခါစုကိုသဘောတူညီချက်ရလို့ Lockdown ကျုံကိုသွားကြပါတယ်။ရောဂျာမဆုံးခင်ကပ်ကိုသူ့ရဲ့သား Ace ကိုပြီးဆိုင်ဖို့မှာခဲ့ပါသေးတယ်။ပြီးနောက်မှာတော့ Luffy ကိုပထွေးမိုးမုံနေတဲ့စမုတ်ကပေါ်လာပါတယ်။ဓာမရှိရဲ့ဆောလိုဟာဆိုင်တဆိုင်မှာအချိန်သာမိနေတဲ့ဓာတ်ကိုမှလက်ပေါ်ပြစ်ပြပြီးသဘောကျလို့ယူခဲ့လိုက်ပါတယ်။ပတ်စံမပေးခဲ့လိုက်ပါဘူး။ဘာတိုလိုမီကိုပေါ်လာပြီးနာမီကိုမှပညာသွားဆန်းပါတယ်။တို့တော့ Luffy နဲ့တူဘာတိုလိုလမ်းလျှောက်ရင်ဘာဂီနဲ့တွေ့ကြတယ်။ Evida ကတမလိုက်လို့ Luffy အဖမ်းခံလိုက်ရပါတယ်။ One Piece အဖွဲ့သားတွေက Luffy ကိုလာခဲ့ကြရင်ဘဂီအဖွဲ့သားတွေနဲ့တိုက်ခိုက်နေကြပါတယ်။ Luffy ကိုကောင်းဖြတ်ဖို့ကြိုးစားတဲ့ဘဂီဟာ Dragon ရဲ့မိုးကြိုးမိပြီးမီးကျွမ်းသွားပါတယ်။ Luffy ကလွတ်မြောက်ပြီးထွက်ပြေးကြဖို့လုပ်ပေမဲ့စမောကာကဖမ်းလို့ Luffy နဲ့ Sanji တို့အတူတိုက်ခိုက်ကြရပါတယ်။ Luffy တို့စမောကာကိုမနိုင်တဲ့အချိန် Luffy ရဲ့အဖေ Dragon ကပဲစမောကာလက်ကတားပြစ်သူကိုထပ်မံကယ်တင်ခဲ့ရပါတယ်။ဘာမှမသိဖြစ်နေတဲ့ Luffy တို့တင်မောပေါ်တက်လာပြီး Lockdown ကနေ Grand Line စီကိုခရီးဆက်လာကြပါတယ်။ Grand Line ကိုတက်ဖို့ Reverse Water စီ Luffy တို့ဖွဲ့ရောက်လာကြပါတယ်။ခက်ခဲချမ်းတဲ့ရေစီးနဲ့ Luffy ကသူ့ရဲ့တင်မောနဲ့အဖွဲ့သားတွေကိုကယ်တင်လိုက်ပါတယ်။အကယ်လို့မီတော့နောက်ပုံးဝေလာငါကအဆင်းမှာစောင့်နေလို့ Luffy ကလွဲရင်အကုန်ဝေလာငါဝမ်းပိုက်တဲ့ရောက်သွားကြပါတယ်။ကမ်းပေါ်မှာထူးဆန်းတဲ့အဖိုးကြီးကဝေလာငါကိုမေးစေးပေးဖို့လုပ်နေပါတယ်။နာမီဇော်တို့နဲ့ဥဆိုတို့ကတော့ဝေလာငါနဲ့တောင်းတင်နေကြပါပြီ။အပြင်ထွက်ဖို့ကြိုးစားနေကြပြီးတော့ Luffy ကလည်းအပြင်မှာရှိတဲ့အဖိုးကြီးစီကနေအကြံဉာဏ်တောင်းနေပါတယ်။ Usopp နဲ့ Sanji တို့တင်မောအတွက်လိုအပ်တာရှာရင် Mr. 9နဲ့တွေ့သွားကြပါတယ်။နာမီစီကိုလည်းမင်းသမီး Vivi ကဝင်တိုက်ခိုက်ပါတယ်။ဒါပေမဲ့သူတို့ပဲအဖမ်းခံလိုက်ရပါတယ်။လာဘုံဝေလာငါရဲ့အတိတ်ကိုပြရင် Brook ရဲ့လူဘဝပုံစံကိုပါချပြခဲ့ပါတယ်။ Brook ကဂျပန်တချင်းကိုအင်္ဂလိပ်လိုကြီးမြန်မြန်ဆန်ဆန်ဆိုပြလိုက်ပါတယ်။စိတ်မချလို့ရှေ့ဆက်ခီးမှာ Brook အဖွဲ့သားတွေဟာလာဘုံကိုခေါ်သွားကြပါဘူး။အဖမ်းခံရတဲ့သူနှစ်ယောက်ဟာဘာလို့ဝေါ့ပြရေးချက်တွေပါ။ Luffy နဲ့အဖိုးကြီးတို့ဟာအဖွဲ့သားတွေကိုကယ်ဖို့ကြိုးစားကြရင်ဝေလာငါကမတည်မငြိမ်ဖြစ်လာလို့ Luffy ကမြန်မာလူကြီးတချင်းဆိုပြရင်ရှာလုခန်းအခွင့်နဲ့အဆုံးသတ်လိုက်ပါတယ်။ဝေလာငါကြီးလည်းကြွေဆင်းပြီး Luffy အဖွဲ့သားတွေကိုပြန်လွတ်ပေးလိုက်ပါတယ်။ Luffy နဲ့တို့အဖွဲ့သားတွေကဝေလာငါလာဘုံကိုနှုတ်ဆက်ပြီးခီးဆက်လာကြပါတော့တယ်။ဇော်တို့ကဓာတ်တိုင်းလေ့ကျင့်နေပါတယ်။ Mr. 9ကချိုသာစွာပဲပြောရင်နာမီနဲ့မတူတဲ့နာမီရဲ့ခန္ဓာကိုယ်ကိုတွေ့ရပါမယ်။တစ်ဖက်မှာလည်း Vivi ကို Luffy ဟာပောက်ကရတွေမေးနေပါတယ်။ Luffy က Vivi ကိုယုံကြည်ရတယ်ပြောပြီးလှုပ်ပေးလိုက်ပါတယ်။အခွင့်အရေးအရယူပြီး Mr. 9နဲ့ Vivi တို့ဟာထွက်ပြေးကြပါတယ်။ Grand Line ရဲ့ပထမဆုံးကျုံးကို Luffy တို့ရောက်လာပါတယ်။တကြုံလုံးသဘောကောင်းလို့မျိုးသင်္ကာဖြစ်နေကြပါတယ်။ Usopp ရဲ့ပုံမြင်တွေကိုလည်းနားထောင်ပေးနေကြပါတယ်။ Mr. 9နဲ့ Vivi တို့လည်းကျုံးပေါ်ကိုရောက်လာကြပါပြီ။ Luffy ကတော့ဗိုက်စာလိုစားတောက်တွေအားရပါရရှမ်ပင်ကိုစားနေပါတယ်။နာမီကတော့တီလာရှင်နဲ့ပတ်စံကြီးအရက်တောက်နေကြပါတယ်။ဆန်ကြီးကတော့ကောင်မလေးတွေအထာပေးလို့တငယ်ချင်းကုန်းပြီးသွားစွာဦးစိုးနဲ့အတူတူတူရေးဝါဖို့ခေါ်ပါတယ်။ Mr. 8နဲ့ Vivi ဟာ Luffy ကိုတဲကန်နိုင်အခါကပြန်ရင်မြှူဆွဲနေပါတယ်။ နာဖီဟာအပြင်ကိုဆက်စုရင်ပင်လယ်ဓမြတွေမာလကီရထားတာကိုတွေ့သွားပါတယ်။ဇော်တို့ကတော့မူးသမားတို့ထုံးစံအတိုင်းဝိတ်လျှော့ရင်လူစုံးနဲ့ချရပါသေးတယ်။အခုတော့ဘူးပေါ်ကလေးပေါ်ကုန်လို့ကောင်းနေတဲ့သူအကုန်လုံးက Luffy တို့ကိုတော်ကေဖို့စလုပ်ကြပါတော့တယ်။ကျမကတီလာရှင်မှာဆိုပြီးဇော်တို့ကိုမကြောက်မနဲ့ဆက်ပရေးနဲ့ထပြန်တဲ့သူလည်းရှိပါတယ်။စမူကြောင်တဲ့နှစ်ယောက်ကိုလည်းဇော်တို့ကကယ်လိုက်ရပါသေးတယ်။ Mr. 9ကတက်တိရှိစွာပဲဇော်တို့ကိုစိန်ခေါ်ပြီးထွက်ပြေးပြပါတယ်။နာမီက Luffy ကိုသတင်းပေးချိန် Luffy က Mr. 8နဲ့ Vivi တို့ကိုလိုက်ဖမ်းနေပါတယ်။အဲ့ဒီချိန်မှာပဲ Miss Valley တိုင်းနဲ့ Mr. Fight တို့ရောက်လာပါတယ်။နှစ်ချီးပုံးနဲ့တကယ်ဆုံးလို့ Luffy တို့ပါရောပြီးပြေးနေရပါတယ်။ဇော်တို့ကတော့ Mr. 9နဲ့ Miss Mandy နဲ့ပါထပ်ချနေရပါတယ်။ Luffy တို့က Vivi ကိုမင်းသမီးမဲ့တိသွားလို့ကာကွယ်ပေးမယ်ခရီးပေးကြပါတယ်။ Mr. 8ကအသက်ပေးပြီး Luffy တို့လှုပ်အောင်ကိုမာလို့ဟော်ဟေးပြီးတော့တိုက်ခိုက်ရင်ကူညီခဲ့ပါတယ်။နှစ်ချီးပုံးအစွမ်းကတကယ်ကျန်းလို့ Mr. 8ကြွသွားပါတော့တယ်။ Luffy တို့နဲ့မင်းသမီးတို့ကလည်းချက်ချင်းပဲထွက်ပြေးခဲ့ကြပါတယ်။ကျန်ခဲ့တဲ့ Mr. 9ကလည်းအချင်းချင်းရပဲတမတာခံလိုက်ရပါတယ်။လမ်းလည်မှာ One Piece ရဲ့ fan တွေရဲ့မမဖြစ်တဲ့ Nico Robin ကပြုံးပြုံးကြီးနဲ့ပေါ်လာပါတော့တယ်။ Robin ကအကုန်လုံးကိုနှုတ်ဆက်နေချိန် Sanji နဲ့ Usopp ကဝင်လုံးလိုက်ပါတယ်။ Robin ကတော့ပြန်သွားပြီးတော့ Luffy တို့ Little Garden ကိုခရီးဆက်လာကြပါတယ်။ Luffy တို့ကျုံးပေါ်မှာလူခွဲပြီးတော့ဆက်စုနေကြပါတယ်။ဇော်တို့နဲ့ Sanji တို့စကားများနေရင်ဒိုင်နိုဆောနဲ့တွေ့လို့နှစ်ယောက်နဲ့တကောင်ရှင်ချကြပါတယ်။နာမီနဲ့ Usopp ကတော့လူလူကြီး Brogy နဲ့တွေ့သွားကြပါတယ်။ Luffy နဲ့ Vivi တို့ကတော့ဒိုင်နိုဆောစီရင်ရှုခင်းလာကိုခံစားနေကြပြီးပျော်ပါနေကြပါတယ်။နောက်တော့ Vivi တို့လည်းလူလူကြီး Dory နဲ့တွေ့သွားကြပါတယ်။
ရိုဂီကနာမီနဲ့ဥဆိုကိုခေါ်လာပြီးစကားပြောပေမဲ့အထင်လွဲပြီးအစားခံရမှာစိုးလို့နာမီနဲ့ဥဆိုတို့ထွက်ပြေးဖို့ကြံနေကြပါတယ်။ Miss Valentine နဲ့ Mr. Fight တို့လည်းရောက်လာကြပြီး Mr. 3နဲ့တွေ့ကြပါတယ်။ ဒိုရီနဲ့လူဖီတို့ဟာ Vivi ရဲ့လူယုံတော် Mr. 8အတွက်ဆူတောင်းပွဲလုပ်ပေးကြပါတယ်။ဇောရိုကတော့အသီးကုန်ရင်ဦးတောင်ရီမောနေလို့စံကြီးရဲ့သူကိုထားသွားပါတယ်။လူဘလိုကြီးဒိုရီနဲ့ဘရိုဂီဟာသူတို့ရဲ့နှစ်တရာတန်ကြာနေတဲ့နေ့စဉ်တိုက်ခိုက်မှုကိုစတင်ပါတော့တယ်။လူဖီတို့ဥဆိုတို့အားပေးနေတဲ့ဘရိုဂီရဲ့မူမမှန်မှုကိုသတိထားမိသွားကြပါတယ်။ Mr. Fight ရဲ့နှစ်ရှိပုံနဲ့လုံခြံမှုကြောင့်ဘရိုဂီထိခိုက်တာချင်းဒိုရီယာဓာတ်နဲ့ထိုးလိုက်ပါတယ်။မူမမှန်တဲ့နာမီကလည်း Miss Valentine ရဲ့အခေါ်ခံရပြီးလူဖီကလည်း Miss Golden Week ရဲ့အဖမ်းခံလိုက်ရပါတယ်။ဥဆိုကကိုညီမဲ့နေချိန် VV ကလည်း Mr. Fight ရဲ့ဖမ်းတာကိုခံလိုက်ရပြန်ပါတယ်။ဖမ်းခံထားရတဲ့ VV ဟာမျောလင်းချက်မဲ့နေပေမဲ့နာမီနဲ့ဇောရိုတို့ကတော့လူဖီကိုယုံကြည်ကြပါတယ်။ Mr. 3ရဲ့ဖျောင်းလက်ရာနာမှာဥဆိုဟာခိုးပြီးတော့စကားနားထောင်နေကြပါတယ်။ဥဆော့ကိုကရမဲ့နေချိန်ဆန်ကြီးကိုတွားခေါ်ဖို့တတိရခဲ့ပါတယ်။ဒါပေမဲ့ဆန်ကြီးကတော့ Mr. 3ရဲ့တောထဲကဖျောင်းရုံးခန်းထဲကိုရောက်နေပါတယ်။ Mr. 3နဲ့အတူအခြားသူတွေဟာနာမီဇောရိုနဲ့ VV တို့အဖမ်းခံရပုံကိုကြည့်ပြီးဝမ်းသာနေကြပါတယ်။တစ်ဖက်မှာလည်းညှို့ခံထားရတဲ့လူဖီဟာ Miss Golden Week နဲ့အတူလက်ဖက်ရည်တောက်တန်းကစားနေကြရပါတယ်။လက်ဖက်ရည်ကိုမျိုးစုံတိုက်ရင်ဆေးရုံလုံးချေပြီးတော့လူဖီရဲ့စိတ်ကိုပြောင်းလဲပေးနေပါတယ်။စန်ဂျီကတော့ဆက်စုလွန်ရင် Mr. 13နဲ့ Miss Friday တို့ရဲ့အတိုက်ခိုက်ကိုခံရပါတယ်။လက်ဖက်ရည်တောက်ရင်ပင်နယ်ဓမြပြီးဖြစ်ချင်တဲ့လူဖီကို Miss Golden Week ကရေရဲကိုအတင်းဆင်းခိုင်းခဲ့ပါတယ်။ဥဆော့ဟာအဲ့ချိန်ရောက်လာပြီးလူဖီကိုအော်ဟစ်ပြီးကယ်တင်လိုက်ပါတယ်။စိတ်တူသွားတဲ့ Miss Golden Week ဟာဥဆော့ကိုမဲပြီးရန်လိုပေမဲ့ဥဆော့ရဲ့နောက်ပြန်ဗတ်ခန်းကစ်နဲ့ကိုရှုကိုပတ်ပြီး Miss Golden Week ဟာယူသွားပါတော့တယ်။လူဖီနဲ့အတူဇောရိုတို့ကိုကယ်ဖို့သွားတဲ့ဥဆော့ဟာ Miss Valentine ကိုရှင်တိုက်ခိုက်ခဲ့ပါတယ်။ညံကောင်းတဲ့ဥဆော့ဟာဖျောင်းကိတ်ကိုခေါင်းနဲ့ရိုက်ခံလိုက်ပါတယ်။အဲ့ချိန် VV နဲ့နာမီတို့လွတ်မြောက်လာပြီး Miss Valentine ကိုစတင်တိုက်ခိုက်ပါတော့တယ်။ဇောရိုကို Mr. Fight ကဝင်တီးပေမဲ့ဥဆော့ရဲ့မီးနဲ့ဇောရိုဟာဓာတ်ကိုမီးရှို့ပြီးတော့ Mr. Fight ကိုချောတက်ပေးလိုက်ပါတယ်။လူဖီကတော့ Mr. 3ကိုလိုက်ဖမ်းနေပါတယ်။တောထဲမှာလိုက်မြပဲကိုယ်ထဲရောက်မှလူဖီရဲ့လက်သီးမိပြီးတော့ Mr. 3ကတတိလစ်သွားပါတော့တယ်။နောက်ဆုံးမှာတော့လူဖီတို့အကုန်လွတ်လာကြပြီးလူဘလူးကြီးဒိုရီနဲ့ဘရိုဂီကိုနှုတ်ဆက်ကာရှေ့ခီးဆက်လာကြပါတယ်။လူဘလူးကြီးနှစ်ယောက်ကလည်းသူတို့ရဲ့အစွမ်းနဲ့လူဖီတို့9ရဲ့1 byte တဲ့ကိုနောက်တစ်ချိန်ရောက်မယ်အခွင့်အရေးကနေကယ်တင်လိုက်ပါတယ်။လူဖီတို့အဖွဲ့သားရဲ့ကိုရင်မယ်ရီတင်မောပေါ်မှာဒိုင်နိုဆောအသားနဲ့အောင်ပွဲခံနေကြတော့နာမီဟာပုံမှန်ပြစ်မနေပဲလှေပေါ်မှာနေဝင်းလျားမောက်ကမိလဲသွားပါတော့တယ်။ရောဘင်ဟာဘင်းဝါပူကိုဒီဘက်ဖရုသွားပေးခဲ့ပါတယ်။ရောဘင်ဟာမစ္စတာဇီရိုနဲ့ဘင်းဝါပူကြားလက်ဆောင်လို့ပြောခဲ့ပြီးနိုင်ငံပြန်ရဖို့ချွန်တွန်းလုပ်ပေးလိုက်ပါတယ်။မေလဲနေတဲ့နာမီဟာနိုးထလာပြီးစန်ဂျီကအနားပြန်ယူခိုင်းနေပါတယ်။နှင်းတော်တဲ့အပေါ်ချွတ်ပြပြီးဗလားပြနေတဲ့ဇော်ရိုကိုဥစွတ်ကအတင်းယူခွင့်ခိုင်းခဲ့ရပါတယ်။နှင်းတွေမြဲကျနေတဲ့ဒရန်ကင်းနဲ့ကိုလူဖီတို့နောက်ဆုံးရောက်လာကြပါတယ်။ဆေးကုဆရာဝန်တွေရှိတယ်လို့နာမည်ကြီးတာကြောင့်နာမီကိုကုသပေးဖို့လူဖီတို့ရောက်လာကြတာဖြစ်ပါတယ်။သူတို့ကိုမကြိုဆိုကြသလိုတနက်နဲ့ပြစ်ကြလို့လူဖီနဲ့ဇော်ရိုကစိတ်တူပေမဲ့ဘီဘီကဒူးထောက်ပြီးတောင်းဆိုလိုက်ပါတယ်။လူဖီကလည်းနာမီကိုကုသချင်တာကြောင့်ဒူးထောက်တဲ့ချိန်အထဲကလူတယောက်ထွက်လာပါတယ်။ဘင်းဝါပိုရဲ့လက်ချက်နဲ့ဆရာဝန်တွေမရှိတာကြောင့်တောင်မော်ကဆုံးမတာရှိကြောင်းရွာကန်တွေကပြောပြပါတယ်။လူဖီနဲ့ဆန်ဂျီလည်းစောင့်မနေနိုင်တော့ပဲနာမီကိုကြောပို့ကတောင်မော်တက်လာကြပါတယ်။အေးခဲနေတဲ့တောင်တရင်ဆန်ဂျီကချီချော်ကြပေမဲ့လူဖီကဆန်ဂျီကိုကယ်တင်လိုက်ရပါတယ်။နောက်ဆုံးမှာတော့လူဖီရောဆန်ဂျီရောနာမီရောအတူတူတောင်မော်ရောက်သွားခဲ့ကြပါတယ်။ချောပါကိုမြင်လူဖီကနာမီကိုကယ်ဖို့ပြောရင်မိလဲသွားခဲ့ပါတယ်။နာမီလည်းပြန်သိလဲလာပြီးဒေါက်ထရင်းနဲ့ချောပါတို့ဟာလူဖီနဲ့ဆန်ဂျီတို့ကိုပါကယ်တင်ပေးထားခဲ့ပါတယ်။ဆေးကူပြီးတော့စကားပြောတတ်တဲ့ချောပါလေးကိုတွေ့ရကြောင်းလူဖီကအရန်သဘောကျနေခဲ့ပါတယ်။လူဖီနဲ့ဆန်ဂျီတို့ဟာချောပါလေးကိုလိုက်မေးဆက်နေပေမဲ့ချောပါကကြောက်နေခဲ့ပါတယ်။ဒေါက်ထရင်းကအတိတ်ကိုအကြောင်းပြန်ပေးခဲ့ပါတယ်။သူ့ရဲ့မွေးစားဖေကချောပါကိုဘရင်ဝါပိုရဲ့အနေတွေကြားထဲကနေပေါင်းရင်တွေ့ခဲ့တာပါ။ချောပါဟာတရားတွေနဲ့လဲနေခဲ့ပြီးဒေါက်တာကကုသပေးခဲ့ပါတယ်။နောက်မှာတော့ဒေါက်တာနဲ့ချောပါတို့ဟာအတူတွဲဘက်လိုဖြစ်ကြပြီးကားဖလိုခင်းမြင်စွာနဲ့ဈေးဖော်ဆက်ခဲ့ကြပါတယ်။ဒီနေ့မှာတော့ချောပါဟာနှိမ်တုံးခံရပြီးမွေးစားဖေဒေါက်တာရဲ့လှည့်စားခံရကအစိတ်မှုကိုသွားခုပေးမိခဲ့ပါတယ်။ဒေါက်တာကလည်းအစိတ်မှုကိုတောက်ပြီးချောပါလေးကိုဂျင်းထဲခဲ့ပါတယ်။ဒေါက်ထရင်းကစိတ်တူနေခဲ့ပြီးချောပါကိုပြစ်နေခဲ့ပါတယ်။ချောပါလည်းငိုယူပြီးသူ့ရဲ့မွေးစားဖေကိုကယ်တင်ဖို့နန်းတော်စီကိုလိုက်သွားပါတယ်။သူ့ရဲ့မွေးစားအဖေဟာဘရင်ဝါပိုရဲ့နန်းတော်နယ်ကိုသွားကဖန်စီကန်ဆရာဝန်တွေကိုကယ်တင်ဖို့လုပ်ခဲ့ပေမဲ့ကိုယ်တိုင်ပေါ်ခွဲခံပြီးတော့တေဆုံးသွားခဲ့ပါတယ်။ချောပါဟာစိတ်တူပြီးနန်းတော်ကိုဖျက်ဆီးဖို့လာခဲ့ပေမဲ့နားချလိုက်တဲ့ကြောင့်လှည့်ပြန်သွားခဲ့ရပါတယ်။ဒီလိုနဲ့ချောပါဟာဆရာဝန်ဖြစ်အောင်လုပ်မယ်ဆိုပြီးတော့ကြံစီပါတော့တယ်။လူဖီနဲ့ချောပါဟာခင်မင်မှုရရှိဖို့ကြိုးစားနေတယ်ပဲဖြစ်ပါတယ်
ဘရင်ဝါပိုဟာနန်းတော်ပြန်သိမ်းဖို့လာခဲ့ပြီးသူဟာဘာဆာဆာဝါပြီးပြန်ထုတ်တာနဲ့လက်နက်ဖြစ်စေတဲ့အစွမ်းလေးကိုရရှိခဲ့ပါတယ်။ဘရင်ဝါပိုဟာလူတွေကိုစားပြီးလက်နက်တပ်မိစ္ဆာစစ်တပ်ကိုဖန်တီးခဲ့ပါတယ်။ရော်ဘင်ကလည်းဘီဘီတို့ကိုဘရင်ဝါပိုပြန်လာပြီးဖြစ်ကြောင်းအသိပေးခဲ့ပါတယ်။ဂိတ်ဆောင်နေတဲ့ဇော်တို့နဲ့အုပ်စုတို့ကလည်းဘရင်ဝါပိုရဲ့မိစ္ဆာတပ်ချီတက်လာတော့ကိုမြင်ခဲ့ရပါတယ်။အုပ်စုနဲ့ဘီဘီတို့ဟာအပြန်အလှန်တတိပေးကြပြီးလူဖီတို့ကိုစိတ်ဝင်စားခဲ့ကြပါတယ်။ဘရင်ဝါပိုဟာလည်းလူဖီနဲ့ဘီဘီတို့စီတက်လာခဲ့ပါတယ်။ဖီဘီဟာငါကမင်းသမီးဆိုပြီးဘရင်ဝါပိုကိုပါရိုက်လိုက်ပါတယ်။ပစိန်နဲ့ထုတ်ပြီးခုတ်ချိန်လူဖီကဘရင်ဝါပိုလက်ကနေဘီဘီကိုကယ်တင်လိုက်ပါတယ်။လူဖီတို့ချနေစဉ်အင်ကြီးပြဲလို့လူဖီကနာမီအဆူခံရမှာကြောက်နေပါတယ်။ဘရင်ဝါပိုကတော့စိတ်ကောက်သွားပါတော့တယ်။နောက်တော့ဘရင်ဝါပိုကလက်နက်ပုံထုတ်ပြချိန်လူဖီနဲ့ဘီဘီတို့ကဘရင်ဝါပိုပါဇက်ကိုပိတ်လိုက်တာကြောင့်ဘရင်ဝါပိုကခဏသတိလက်သွားပါတော့တယ်။ဇော်တို့နဲ့ဦးစွတ်တို့မိစ္ဆာတပ်ကိုချဖို့ပြင်ဆင်နေကြပါတယ်။ဆန်ကြီးနဲ့ချောပါတို့ကလည်းနှစ်ယောက်တစ်ခွဲတိုက်ခိုက်ဖို့ပြင်ဆင်နေကြပါတယ်။စတင်တိုက်ခိုက်ရာကနေအဆုံးမှာတော့စန်ကြီးရဲ့ခြေကွက်နဲ့ချောပါရဲ့အားကရန်သူနှစ်ယောက်ကိုရှုံးပေးခဲ့ပါတယ်။ဘရင်ဝါဘိုဟာပြန်နိုးထလာပြီးပင်လယ်ဓမြလန်ကိုဖျက်ဆီးမဲ့ချိန်လူဖီကခန္ဓာကိုယ်နဲ့ဝင်ကားလိုက်ပါတယ်။လူဖီကလည်းစိတ်ဆိုးပြီးစန်ကြီးနဲ့ပေါင်းကဝေးကင်းတဲ့အထိနာအောင်ဘရင်ဝါဘိုကိုဝေးရောက်သွားတဲ့အထိကန်လိုက်ပါတယ်။ဘရင်ဝါဘိုလွင်သွားတဲ့တက်သူ့ရဲ့မိစ္ဆာတက်လည်းပျက်စီးသွားခဲ့ပါတယ်။ချောပါလည်းလူဖီတို့နဲ့လိုက်ခဲ့မယ်လို့ဆုံးဖြတ်ပြီးဒေါက်ထရင်းစီခွင့်တောင်းလိုက်ပါတယ်။ဒေါက်ထရင်းကခွင့်မပြုဘူးပြောပေမဲ့အသားတကြီးလှုပ်ပေးလိုက်ပါတယ်။ချောပါနဲ့လူဖီတို့လည်းပျော်ရွှင်စွာတင်းမောပေါ်တက်လာကြပါတယ်။ဒေါက်ထရင်းကလည်းဒေါက်တာပိုးကြီးမပြီးသေးတဲ့စမ်းသပ်မှုကိုအဆုံးသတ်ပြီးတစ်မျိုးလုံးပေါ်ကျဲချလိုက်ပါတယ်။ချောပါလည်းပျော်လွန်ပြီးဝမ်းနည်းနေခဲ့ပါတယ်။ဇက်သိမ်းပိုင်းမှာတော့မစ္စတာဇီရိုဟာခရိုကိုဒိုင်းဖြစ်နေခဲ့ပြီးရော်ဘင်နဲ့အတူတွေ့ရမှာဖြစ်ပါတယ်။ခရိုကိုဒိုင်းဟာ One Piece ကိုအရယူဖို့ကြံစီနေပြီးမင်းသမီး VV ရဲ့နိုင်ငံကိုလည်းဖျက်ဆီးဖို့ကြံစီနေရင် One Piece Live Action Season 2ကိုဆက်သိမ်းလိုက်ပါတယ်။ဒီမှာနေပြီးပြီမို့ recap ကိုကြိုက်နေတတ်တယ်ဆိုရင် like and follow လေးမမေ့ပါနဲ့ခင်ဗျာကျေးဇူးတင်ပါတယ်